ဖုန်းတစ်လုံးနဲ့အပြင်သွားတာထက်အားအပြည့်ရှိတဲ့ပါဘန့်တစ်လုံးမှာစောင့်ထားရင်ပိုပြီးစိတ်အေးရတယ်မဟုတ်ဘူးလားအသက်အာမခံ policy တစ်ခုတည်းပိုပြီးဝယ်လို့ရလားဒီမနက်ဖြန်တိုင်းအတွက်စိတ်ချလိုက်အစီအစဉ်ကိုအချိန်10မိနစ်တည်းပေးအောင်နဲ့ဒါတွေအားလုံးရှင်းသွားလိမ့်မယ်မိသားစုအားလုံးရဲ့မနက်ဖြန်တိုင်းအတွက်စိတ်ချလိုက်အဖြေကတော့ပိုလို့တောင်ဝယ်သင့်သေးရဲ့လို့ပြောချင်ပါတယ်ဘာလို့လဲဆိုတော့အသက်အာမခံ policy တစ်ခုနဲ့တစ်ခုပေးတဲ့အကျိုးခံစား권မတူလို့ပါဘူးဥပမာကိုယ့်ရဲ့အသက်အာမခံ policy တစ်ခုကကိုယ့်သားသမီးပညာရေးအတွက်စုဆောင်းတာမျိုးဖြစ်နိုင်တယ်လို့နောက်ထပ်အာမခံ policy တစ်ခုကကိုယ့်ရဲ့ကျန်းမာရေးနဲ့မတော်တဆမှုတွေအတွက်အကာအကွယ်ကြိုယူထားရလည်းဖြစ်နိုင်ပါတယ်ဒါကြောင့်ကို့မှာအိမ်မက်တွေအများကြီးရှိရင်အကာအကွယ်တွေအများကြီးလိုချင်လို့ရှိရင်အာမခံ policy တစ်ခုတည်းပို့ပြီးတော့စိတ်ကြိုက်ဝယ်လို့ရပါတယ်ဘလို့အသက်အာမခံ policy အမျိုးအစားတွေဝယ်ရမလဲဆိုတာကိုတော့သက်ဆိုင်ရာအာမခံအကြံပေးတွေနဲ့တိုင်ပင်ဆွေးနွေးလို့ရပါတယ်။ဒါဆိုရင်မနှက်ဖြန်တိုင်းအတွက်စိတ်ချရအောင်ဘာတွေပြင်ဆင်ရမလဲဆိုတာသိပြီးလောက်ပြီးထင်ပါတယ်။နောက်ထပ်သိလို့တဲ့မေးခွန်းတွေရှိရင်လည်း comment မှာမေးထားလို့ရရနော်။အားလုံးနဲ့နောက်တစ်ပတ်စနေမှာပြန်တွေ့ကြမယ်။